မင်္ဂလာပါနာမည်စီပြရပါကျွန်တော်ဒီနေ့ရှင်းပြပေးမယ့် trick ကဒီရောဖြစ်ပါတယ်ဒီမိတ်ကိုကောင်းကောင်းပြီးတက်နေပြီဆိုရင်ဒီရောစကျင်းလို့ရပါပြီဒီရောစကျင်းတော့မယ်ဆိုရင် step 3ခုရှိပါမယ်ပထမ step ကရှင်းပေးမှလားဒုတိယ step ကနောက်ပေးမှလားတတိယ step အနေနဲ့ကကြတော့စီးတစ်ခုကိုပေါ့နော်ရှင်းပေးနဲ့နောက်ပေးနဲ့အញ្ញံကြော်တာဖြစ်ပါတယ်3ခုရသွားပြီဆိုရင်ဒီရောစပြီးကျင်းလို့ရပါပြီကျွန်တော်တို့ပြောမှာရှေ့ဘိန်းမမယ်ဆိုရင်လက်ကောက်ဝစ်ပုံပေါ့နော်45 degree ဆောင်းပြီးကန်ရတယ်ပြီးသွားရင်ဓမောင်းအားနဲ့ပဖုံးအားကိုတုံးပြီးတော့မှားရမယ်နောက်ဘိန်းမှားတဲ့အခါမှာဟန်တယ်ကိုနည်းနည်းလေးတွန်းရမယ်ပြီးသွားရင်ဒီနောက်6ကအပုံပြင်ပြီးတော့တင်ရမယ်ပေါ့နော်ဆိုတော့နောက် step 3ကရှေ့ဘိန်းနဲ့နောက်ဘိန်းနဲ့တွဲမှာဖြစ်ပါတယ်ရှေ့ဘိန်းနဲ့နောက်ဘိန်းနဲ့တွဲမှာရဲ့အခါကျရင်အမြန်စီတစ်ခုလိုတယ်ပေါ့နော်စီးမှာရှေ့ဘိန်းကြော့မယ်ပြီးသွားရင်နောက်ဘိန်းကြော့မှာအမြန်ကြော့ပြီးသွားပြီဆိုရင်နှစ်ခုလုံးကိုတွဲပြီးလုပ်လို့ရပြီပေါ့နော်အခုကျွန်တော်ပြန်ထားတဲ့ဟာကိုကျင့်မှများလာရင်ဗန်ဒီယောခုံကပို့ပြီးတော့လွယ်ကူလာပါလိမ့်မယ်နားမလည်ရရှိရင်ဒီ comment မှာငန်းခဲ့ပြီးလို့ရပါတယ်ဒီဗီဒီယိုကလိုအပ်ချက်တွေအများကြီးရှိပါတယ်ဆိုတော့တိကျပြီးကြည့်ရှုပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်